အားလုံးမင်္ဂလာပါဒီနေ့မှာတော့အခုလိုမျိုးပုံကိုဒီလိုမျိုးမိုးရွာနေတဲ့ပုံစံလေးဘယ်လိုလုပ်လို့ရလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး new layer ရိုက်မယ်ပြီးရင် filter တွေက runner တွေက fiber ကိုရွေးလိုက်မယ်ပြီးရင်ဒီမှာ various ကို16ထားပြီးတော့ straight မှာ12ထားလိုက်မယ်ဒါကတော့ပုံမူတည်ပြီးတော့အပြောင်းလဲရှိနိုင်တယ်ကိုပုံမူတည်ပြီးတော့ကိုချိန်ရမှာဖြစ်တယ်နော်ပြီးရင် okay နှိပ်လိုက်မယ်ပြီးရင်မိုးရွာနေတဲ့ပုံစံလိုချင်တာဖြစ်တဲ့အတွက် control T နဲ့ဆောင်းလေးလုပ်လိုက်မယ်ပြီးရင် blank option တွေက screen move မှာထားလိုက်မယ် right click နှိပ်ပြီးတော့ convert to smart object ကြောင်းထားလိုက်ပါပြီးရင် image တွေက adjustment တွေက level ကိုသွားမယ် level ကို short ချလိုက်မယ်မှောင်လိုက်မယ်ပေါ့နော်မိုးရွာနေတဲ့ပုံစံမျိုးလေးရချင်တဲ့ဖြစ်တဲ့အတွက်ကိုမှောင်လိုက်မယ်ပြီးရင် okay ပေးလိုက်မယ်ပြီးရင် filter တွေက blur တွေက motion blur ကိုရွေးမယ်ဒါခုနကအတိုင်းဆိုရင်နည်းနည်းဖွယ်ဖွယ်ဖြစ်နေမိုးရွာနေပုံစံမဟုတ်ဘဲနဲ့ဖွယ်ဖွယ်ဖြစ်နေနော်မိုးဆက်တွေကျလာတာဖြစ်တဲ့အတွက် motion ပုံစံဖြစ်တဲ့အတွက်ကို motion နည်းနည်းလေးတွက်ထည့်လိုက်မယ် distance ကိုချိန်မယ်ဒါလည်းပုံမူတည်ပြီးတော့ကိုအဆင်ပြေလို့ချိန်လို့ရရင်နော်ပြီးရင် okay နှိပ်လိုက်မယ်ဒါဆိုရင်တော့ရသွားပြီဒီနေရာမှာဒါကိုများတယ်ထင်တယ်နည်းနည်းလေး short ကျင်တယ်ဆိုရင်လည်းဒီ fade ကနေပြီးတော့တွား short လို့ရတယ် opacity fade ကနေပြီးတော့တွား short လို့ရတယ်ဒီမှာတော့84လောက်ထားလိုက်85လောက်ထားလိုက်မယ်နော် okay ဒါဆိုရင်ဒီလိုမျိုးမိုးရွာနေတဲ့ပုံစံလေးရရှိသွားပြီဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ